ဝယ်လာတဲ့ဒေါ်လာ3000နဲ့အမှိုက်ပုံတွေကတပတ်ရေကားအိုကြီးကိုစေးကြောနေရင်းနဲ့ကားကိုထဲပို့တိုက်မိတဲ့နေရာကနေရွှေရောင်တောက်တွေထွက်လာတာကိုမမျှော်လင့်ပဲတွေးလိုက်ရတယ်။တေချာအောင်သွားနေတောင်ကြိုက်ကြည့်လိုက်မိသေးတယ်။ဒီမှာခံနဲ့အထီအတွေ့ရဒါဟာတကယ်ရွှေစစ်ပဲ။စိတ်လှုပ်ရှားလုံးလို့တန်ကက်ကြီးအဖက်ကိုယူပြီးကားတစ်စီးလုံးကိုယူသွတ်မတက်လိုက်ပို့တော့တာပဲ။နေဝင်ရိုးရီကနေညနေတဲ့အထိပို့လိုက်တာကားတစ်စီးလုံးရွှေရောင်ကိုတဲ့အဖြစ်ပြောင်းလဲသွားတဲ့အခါမှာဒါတွေအားလုံးဟာတကယ်ဖြစ်ပျက်နေတာဆိုတာကိုငါသဘောပေါက်သွားခဲ့တယ်။တကယ်တော့လွန်ခဲ့တဲ့ရက်ပိုင်းကငါဝမ်းကွဲအကူမသေးခင်မှာမြို့ပြင်အရှိဘက်အကြဆုံးအိမ်ကတပတ်ရေကားကိုဘလောက်ပဲပေးရမဖြစ်မနေဝယ်ပါလို့အတင်းကျပ်မှာခဲ့တာတေကန်နီးလူဟာအမှန်တိုင်းပြောတတ်တယ်လို့တွေးပြီးငါရဲ့စုဆောင်းငွေအားလုံးကိုထုတ်သုံးပြီးဝယ်ခဲ့တာဒါကြောင့်လဲငါမိမနဲ့မိသားစုကငါ့ကိုဖြုံးတီးသူလို့သတ်မှတ်ပြီးကွာရှင်းဖို့တောင်းဆိုခဲ့ကြတယ်လို့ကားကိုလည်းပြန်ပေးခိုင်းပြီးအဆက်အသွယ်ဖြတ်ခဲ့ကြတယ်ဘယ်သူမှငါဆုံးဖြတ်ချက်ကိုနားမလည်ခဲ့ကြဘူးဒါပေမဲ့အခုတော့အမှန်တရားကပေါ်ထွက်တက်လာပြီဆိုတော့ငါကလည်းစားချေရမယ့်အချိန်ရောက်ပြီလျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့အတွက်ကားတစ်စီးလုံးကိုညရင်းချင်းအစိပ်ပိုင်းတွေတစ်ခုချင်းစီလိုက်ဖြုတ်ပြီးအလေးချိန်ချိန်ကြည့်လိုက်တဲ့အခါကားထဲမှာရွှေကီလိုဂရမ်1000တောင်ရှိနေတယ်ပေါက်ဈေးရဆိုရင်အနည်းဆုံးတန်း1000တန်ကြီးရှိပြီးဒါဟာငါဘဝကိုလုံးဝပြောင်းလဲပစ်လိုက်ပြီတတိထားတဲ့အနေနဲ့ရွှေအများစုကိုမြေအောက်ခန်းထဲမှာဝတ်ထားပြီးအမဲဈေးကွက်မှာရောင်းဖို့အတွက်ရွှေတုံးသေးလေးတုံးပဲခြံထားခဲ့တယ်ပြီးရင်ကားအသစ်တစ်စီးဝယ်ပြီးကားဟောင်းကိုပြင်လိုက်တာလို့ပဲပြောလိုက်မယ်တထေးကြီးကျွန်တော်မှာပစ္စည်းကောင်းတစ်ခုရှိတယ်ကူညီပြီးနည်းနည်းလောက်စောင့်ရှောက်ပေးပါဦးဟာဒီလောက်ရွှေတုံးကြီးကြီးမားမားမျိုးကမြင်ရခဲ့တယ်ဒါကိုဘယ်ကရလဲအဖိုးခြံထားခဲ့တာပါဈေးဘယ်လောက်ပေးနိုင်မလဲ2000ကနေလုံးနဲ့တခြားလူပဲရှာတော့မယ်နေဦးလေဈေးကမနှဲပါဘူးမင်းပစ္စည်းကကောင်းပေမဲ့ဘဲကလာမှန်းမရေရဘူးလေငါလဲစွန့်စားရတာပဲအလုံးမကြီးပါနဲ့ကွာစီးပွားရေးဆိုတာညှိနှိုင်းရတာပဲကဲမင်းလိုချင်တဲ့ကနန်းကိုပြောပြက်ဈေး2သိန်းဒါဟာကျွမ်းကျင်သူပေးတဲ့ဈေးပဲဒီဈေးမရရင်တခြားလူပဲရှာတော့မယ်โอเคမင်းကတော်တော်မှတာပဲမင်းစီမှာအများကြီးကြံသေးတယ်ဆိုတာသိတာပါတယ်နောက်လဲငါစီပဲအမြဲလာမယ်ဆိုရင်2သိန်းဆိုလဲ2သိန်းပေါ့အကောင့်နံပါတ်ပေးမနေ့ကအထိအဲ့ဒီစုပ်ပြတ်တက်နေတဲ့ကားကြောင့်လူတိုင်းကငါ့ကိုလက်ညှိုးထိုးဆဲဆိုခဲ့ကြတယ်ကားဝယ်လိုက်လို့မိမထွက်သွားပြီးမိသားစုလည်းပျက်စီးခဲ့ရတယ်ဒါပေမဲ့ဒီနေ့ကစပြီးငါလင်းဖန်တကြောပြန်ကောင်းမော့နိုင်ခဲ့ပြီဆရာလူကြီးမင်းကတကယ်အမြင်ရှိတာပဲဒီကားကကျွန်တော်တို့အယောင်ပြခန်းကိုရောက်တာမကြသေးဘူးကူညီပေးရမလားခင်ဗျာဒီကားကိုယူမယ်ဒါပေမဲ့အတွင်းပိုင်းဖွဲ့စည်းမှုတွေကိုတော့ကျွန်တော်ကားဟောင်းတိုင်းတူညီအောင်လုပ်ပေးဖို့လိုမယ်ပတ်စံကိုဂရုမစိုက်ဘူးလုပ်ပေးနိုင်မလားရတာပေါ့တထေးကြီးခင်ဗျားကတကယ်ပတ်စံရှိတာပဲဆက်သွယ်ရန်လိပ်စာလေးပေးလို့ရမလားဒီနှစ်မှအသက်16နှစ်ပဲရှိသေးတယ်ငါမှရွှေတွေအများကြီးရှိနေပေမဲ့ဒီအတိုင်းထိုင်စားလို့တော့မဖြစ်ဘူးရွှေကားခြံထားခဲ့တဲ့ဝမ်းကွဲအကူကလည်းငါ့ကိုအဲ့ဒီလိုမျိုးဖြစ်စေချင်မှာမဟုတ်ဘူးဒါတွေကိုရင်းနှီးမြှုပ်နှံမှုအရင်းအနှီးအဖြစ်ပြောင်းလဲပြီးငါရဲ့ကားပြင်နဲ့ကျွမ်းကျင်မှုကိုအသုံးချကဝက်ရှော့တစ်ခုဖွင့်ရမယ်ဒါဟာငါရဲ့ထာဝရအိမ်မက်ပဲလင်းဖန်မင်းနဲ့ဝမ်ကိစ္စကိုမင်းဖေနဲ့ငါသိပြီးပြီအခုချက်ချင်းပြန်လာပြီးဝမ်ကိုတောင်းပန်လိုက်ပါပတ်စံကိစ္စကိုတော့မင်းဖေနဲ့ငါနီးလန်းရှာပေးမယ်အခုချိန်မှာသူတို့ကိုရွှေကားအကြောင်းသွားပြောရင်လည်းယုံကြမှာမဟုတ်ဘူးငါတရားမဝင်တာတခုခုလုပ်ထားတယ်လို့တောင်ထင်နေအောင်မယ်သူတို့ကိုမြို့ပေါ်ခေါ်လာပြီးမှပဲပြောပြတော့မယ်အဖေနဲ့အမေဒါကကျွန်တော်နဲ့ရှန်ဝမ်တို့ရဲ့ကိစ္စပါကျွန်တော်အဆင်ပြေအောင်ဖြေရှင်းလိုက်ပါမယ်ဒါကိုစိတ်မပူကြပါနဲ့တော့တထေးကြီးပုံမှန်အတိုင်းပဲနော်ဒီရွှေတွေကိုအိမ်သစ်စီရွှေ့ရမယ်ဒါကိုအချိတ်ပိတ်ပြီးရင်လောလောဆယ်ပတ်စံရှာဖို့အတွက်အသုံးမပြုတော့ဘူးလင်းဖန်အိမ်ပြောင်းတော့မလို့လားငါပြောသားပဲကြွားဝါတာအဆုံးသက်မကောင်းပါဘူးဆိုဇနီးကောင်းကိုလည်းမောင်းထုတ်လိုက်တယ်အခုတော့အိမ်ငါးကပေးရမယ်အိမ်ရှင်ကပါနှင်ထုတ်လိုက်ပြီလေကြည်စမ်းအိုးမဲအိမ်မဲဖြစ်သွားပြီအဲ့ဒီကားစုပ်ကိုအတင်းဝယ်ကလေးကဘသူစကားမှနားမထောင်ဘူးအခုတော့အိမ်လည်းမရှိပဲအမိုက်တွေကိုဟိုရွှေ့တီရွှေ့လုံနေရပြီးရေစရာပဲအဲ့ဒီကားကိုအတော်အတင်းဖြစ်အောင်ပြင်ထားတယ်ဆိုပေမဲ့အတွင်းပိုင်းကတော့အမိုက်ပဲရောင်းရင်တော့ဘာမှမတန်ဘူးမကြခင်လမ်းဘေးမှာငတ်သေးတော့မှဒီနေ့ကစပြီးငါ့ကိုအထင်သေးခဲ့ကြတဲ့သူတွေအားလုံးငါလင်းဖန်အတွက်ဘာမှအရေးမပါတော့ဘူးမင်းတို့တွေအေးအေးဆေးဆေးဘဝနဲ့တင်ကျဉ်နေကြတဲ့အချိန်မှာရှေ့ကိုသွားနေရင်းနဲ့မိုက်မဲတွေရှောက်လုံနေတာဝစ်လေတာခံရမှာပဲဒီနေရာကနေထွက်ခွာသွားတာဟာငါရဲ့ကောင်းမွန်တဲ့ဘဝတည့်ရဲ့အစပြိုးခြင်းပဲအချက်ချာအကြဆုံးနေရအနည်းဆုံးစတူရမ်းမီတာတရားရှိတဲ့အကောင်းစားဆိုင်ငန်းကိုလိုချင်တဲ့အငှားကကိုဂရုမစိုက်ဘူးရေရှည်ငါးမှာဖြစ်လို့အခုချက်ချင်းစာချုပ်ချုပ်နိုင်တယ်ဒီဆိုင်ငန်းကအချက်ချာကြတဲ့နေရာပဲနိုင်ငံတကာအမှတ်တစိတ်တွေဝိုင်းရံထားတာငါ့ကိုမျက်စိကျနေတာလားမသိဘူးဒီကိုလာခဲ့ပါဆိုင်ငန်းရပြီဆိုတော့အခုဝန်ထမ်းခေါ်ဖို့အလုပ်ကိုင်ဈေးကွက်ကိုသွားရမယ်ဒီမိန်းကလေးကတော်တော်လှတာပဲငါနဲ့အင်မတန်ရင်းနှီးတယ်လို့ခံစားရတယ်ရှင်တို့ကဘာပိုင်ခွင့်နဲ့ကျမမှနီးပညာမရှိဘူးလို့ပြောရတာလေအလုပ်လျှောက်ဖို့တန်းစီတာကိုဘာလို့ပေးမဝင်ရတာလဲဒီကောင်မလေးကိုကြည်စမ်းနီးပညာရှိတယ်လို့တောင်ဝန်ဆာပြောရဲသေးတယ်အဲ့ဒီလိုခန္ဓာကိုယ်အသေးလေးနဲ့ဂလန်တစ်ခုကိုတောင်မနိုင်ဘဲနဲ့မိန်းကလေးဖြစ်ပြီးအိမ်မှာအိမ်မှုကိစ္စပဲလုပ်နေပါလားဘာလို့အမျိုးသားတွေရဲ့ထမင်းအိုးကိုလာလူနေရတာလဲမင်းကိုတန်းစီခွင့်ပေးရင်တောင်ပယ်ချခံရမှာပဲဘသူကမင်းကိုအလုပ်ခံမှာလဲဒါငါတက္ကသိုလ်ကစားကြဖို့အလှပန်းရှုဝေမဟုတ်လားတက္ကသိုလ်စက်မှုပြိုင်ပွဲမှာပြည်နယ်အဆင့်ချန်ပီယံဖြစ်ခဲ့တဲ့ကျောင်းသူရှုဝေကိုဒီမှာမြင်ရလိမ့်မယ်လို့မထင်ထားဘူးသူလိုထူးချွန်တဲ့သူတောင်အလုပ်လိုချင်နေတာကိုဘသူမှမခေါ်ကြဘူးဒါငါအတွက်အခွင့်အရေးပဲရှင်တို့ဘသူကိုအထင်သေးနေတာလဲအခွင့်အရေးရှိရင်ဘသူနည်းပညာကပိုကောင်းလဲဆိုတာပြန်ကြည့်ကြမလားတော်စမ်းပါမင်းကိုအတီးကြီးလုပ်ပြီးပြိုင်နေရင်ရေစရာဖြစ်နေမှာပေါ့ဟုတ်တယ်ဘသူကမင်းလိုမိမနဲ့ပြိုင်မှာလဲဘာပဲဖြစ်ဖြစ်မင်းအလုပ်ရမှာမဟုတ်ပါဘူးရှုဝေမင်းဟုတ်တယ်မလားငါနာမည်လင်းဖန်ပါငါနဲ့အတူအလုပ်လုပ်မလားတစ်လ3000ပေးမယ်ဒါအပြင်လုပ်ငန်းစွမ်းဆောင်ရေးအလိုက်ကော်မရှင်လဲရမယ်ဘယ်လိုလဲ3000လားဟုတ်ကဲ့လက်ခံပါတယ်ဟာအဲ့ဒီလိုဆင်းရဲတဲ့ပုံစံနဲ့အလုပ်လာခေါ်တာကတထေးဖြစ်နေတာလားသူထေးအဲ့ဒီမိန်းကလေးကကလေးပဲရှိသေးတာသူ့ရဲ့ခန္ဓာရည်ကအမျိုးသားစစ်ဖြစ်တဲ့ကျွန်တော်တို့နဲ့မရှင်နိုင်ပါဘူးကျွန်တော်တို့ကိုခန့်တာကမှပိုတွက်ချေကိုက်မှာပါဟုတ်ပါတယ်ကောင်မလေးတယောက်ကဝက်ဦးလဲဖို့တောင်ရုန်းကန်နေရတာကားမိုးမှန်ပြင်ဆင်တဲ့ခက်ခဲတဲ့အလုပ်ကိုခံနိုင်မှာမဟုတ်ဘူးလစာဖြုံးတီးရပဲရောက်မယ်ထားလိုက်ပါသူတို့စကားတွေကိုဂရုမစိုက်နဲ့တွားကြဆိုရှုဝေဒါကတကယ်ပဲကားမိုးမှန်နဲ့ဝက်လျှော်လားရွှေရောင်နံမှုတစ်သားတွေတားရည်ဆိုပါတွေဖန်သားမိဆိုင်စစ်တွေနဲ့ဒါကြီးကအရန်စိန်ကြလုံးနေဆရာလင်းပြင်ဆင်မှုကတော့အားလုံးနှီးပါပြီးစီးပါပြီတပတ်ခါဆိုရင်အပြီးတက်ပြီးဆိုင်ဖွင့်နိုင်ပါပြီကောင်းပါပြီအချိန်ပိုတွေအများကြီးဆင်းပေးကြတဲ့ဆရာသမားတွေကိုကျေးဇူးတင်ပါတယ်
အကိုလင်းကျွန်တော်တို့ကကားမွန်းမှန်နဲ့ဝက်ရှော့ဖွင့်မှာမဟုတ်ဘူးလားအလှစင်တာကိုဘာလို့ဒီလောက်အကုန်ကြခံရတာလဲဒါကအကုန်ကြစရိတ်အရမ်းများတယ်ငါတို့ကတာမန်လူတို့အတွက်ရိုးရိုးကားတွေကိုပဲလုံးမှာမဟုတ်ဘူးပြိုင်ပွဲဝင်အဆင့်ကားတွေကိုပါလုံးမှာဖြစ်လို့အလှစင်တာကပိုပြီးစိန်ကြဖို့လိုတယ်ပြိုင်ပွဲဝင်အဆင့်မွန်းမှန်မှုဆိုတာကတာမန်ဘတ်ဂျက်နဲ့လုပ်လို့မရဘူးလေငါတို့မှာနီးပညာရှိနေတဲ့၍ဒါကိုကြောက်စရာမလိုပါဘူးအကိုလင်းငါဒီအလုံးနဲ့ထိုက်တန်နေဆိုတာအကိုလင်းဘယ်လိုသိလဲငါရဲ့စိတ်အာရုံခံစားမှုအရာလို့ပြောရင်မင်းယုံမလားမယုံဘူးဒါပေမဲ့အကိုလင်းစိတ်ချပါကျမကအဲ့ဒီအမျိုးသားတွေထက်လုံးဝညံ့မှာမဟုတ်ပါဘူးပိုတောင်တော်အောင်မယ်ငါမင်းကိုယုံပါတယ်ဒါနဲ့အကိုဖန်ကျွန်တော်တို့တနေရာမှာစုံဖူးကြလားမင်းငါကိုလာပိုးနေတာလားမဟုတ်ပါဘူးတကယ်အဲ့ဒီလိုခံစားရလို့ပါဒါဆိုအကိုလင်းအခုကျမဘာလုပ်ပေးဖို့လိုမလဲအရန်လွယ်ပါတယ်ငါနဲ့အတူမော်တော်ဆိုင်ကယ်သွားဝယ်ရအောင်အရင်ဦးဆုံးငါတို့ရဲ့ပထမဆုံးအော်ဒါကိုကောင်းကောင်းလုပ်ရမယ်ပြိုင်ပွဲဝင်ဆိုင်ကယ်မွန်းမှန်တဲ့လမ်းကြောင်းကတာမန်ဝက်ရှော့နဲ့ပွဲပြားနိုင်တယ်ဒါကြောင့်အရင်ဆုံးငါလုပ်တာကိုကြည့်ထားဟုတ်ကဲ့တေချာတင်ယူပါမယ်တွေ့ပြီအကိုလင်းဒီဆိုင်ကယ်ကစုပ်ပြက်နေတာပဲဒါကိုတကယ်ဝယ်ချင်တာလားညီမလေးဟောင်းနေတာကိုပဲမကြည့်နဲ့ရှိတဲ့အစိတ်ပိုင်းတွေအားလုံးရှိတယ်အချိန်လည်းကောင်းတယ်ဝယ်ရင်မရှုံးစေရဘူးဝက်ဦးအချို့ပဲရှော့နေတာအဲ့ဒါတွေကိုကြက်လိုက်ရင်ရပြီတထေးဒီဆိုင်ကယ်ကိုယူမယ်ရှော့ဈေးပေးပါဦးပြက်ဈေး900နဲ့ရောင်းပေးပါကုတ်ကိုစက်ကင်ဖက်လိုက်ပါလူငယ်တွေကတကယ်ပွင့်လင်းတာပဲသဘောတူပြီရှုဝေတက်အကိုလင်းဒီဆိုင်ကယ်ကတကယ်မောင်းလို့ရပါမလားရတာပေါ့စာရွက်စာတမ်းအစုံလင်းရှိတယ်ပြီးတော့ငါလဲစစ်ဆေးပြီးဘာပြဿနာမှမရှိဘူးမြ мян တက်အကိုလင်းမလုပ်ပါနဲ့တော့ကျမတက်စီပဲစီးပြီးပြန်တော့မယ်ဘာကိုကြောက်နေတာလဲငါ့ကိုယုံစမ်းပါကေရောက်ပြီစင်းတော့ဟုတ်ကဲ့အကိုလင်းမောင်းတာတကယ်တည်ငြိမ်တာပဲအရင်ကဆိုင်ကယ်မစီးရဲဘူးပြုတ်ကြမှာကြောက်လို့တကယ်ကောင်းတာကအခုမှလာမှသွားပြီးကိရိယာဘုံကိုသွားထုတ်လိုက်ဟုတ်ကဲ့အကိုလင်းချွေးတွေမျက်စိထဲဝင်မှာစိုးလို့တုတ်ပေးမယ်โอเคကျေးဇူးပဲအကိုလင်းကတကယ်တော်တာပဲစုပ်ပြက်နေတဲ့ဆိုင်ကယ်ကိုပြန်ပွဲဝင်စင်ဆိုင်ကယ်ဖြစ်ပြောင်းလဲပစ်လိုက်တယ်ဒါကအသေးအဖွဲပါအချိန်မလောရင်ဒီထက်မကပိုကောင်းအောင်လုပ်လို့ရသေးတယ်မင်းဝယ်စားသွားလဲလိုက်ငါမင်းကိုဆိုင်ကယ်ပတ်မောင်းပေးမယ်ဟုတ်ကဲ့အခုချက်ချင်းသွားလဲလိုက်ပါမယ်အကိုလင်းအရမ်းမြန်တာပဲဒီလောက်စိတ်လှုပ်ရှားဖို့ကောင်းတာမျိုးတခါမှမကြုံဘူးလမ်းလိုက်တာဒါဆိုရင်တေချာကင်ထားတကယ်စိတ်လှုပ်ရှားစရာကအခုမှစတာတောက်ခုနကဘာဖြစ်သွားတာလဲပြန်သွားတာဆိုင်ကယ်နဲ့တူတယ်ဟာအဲ့ဒီဆိုင်ကယ်ရဲ့အရှိန်နဲ့စွမ်းဆောင်ရည်ကကြောက်စရာကြီးပဲအားလုံးနားထောင်စမ်းအဲ့ဒီလူတွေကိုမိအောင်လိုက်နိုင်တဲ့သူကစုကြေးငွေတန်းရမယ်ဒါကတကယ်ရက်ရောတာပဲညီကိုတို့အစွမ်းကုန်စူးစမ်းကြစို့အကိုလင်းသူတို့ကျမတို့ကိုလိုက်နေကြပြီသူတို့ကငါတို့အစ်မဟုတ်ပါဘူးဒီဆိုင်ကယ်ကဘာတွေလုပ်နိုင်လဲဆိုတာသူတို့ကိုပြလိုက်ရအောင်